လေချင်းနေရလဲညာတာငါသမီးရိုစီလေးဘယ်ရောက်နေလဲမသိဘူးရိုစီရေသမီးရေရိုစီရိုစီရေသမီးဒီကြောင်လေးကဘာလုပ်နေရလဲချင်းကကြိုက်နေငါသမီးလေးကိုချင်းကြိုက်တော့မှာပဲအေးမဖြစ်ဘူးငါသမီးလေးကိုလက်ရှိဘောင်းမရှိအင်ကြီးတွေဝယ်ပေးရင်ကောင်းမယ်ချင်းကြိုက်တာကခွေးလေးကြောင်တွေအတွက်အန္တရာယ်ရှိနိုင်တယ်နော်ချင်းကြိုက်ရင်ဖြစ်နိုင်တဲ့အန္တရာယ်ကတော့ HAT1 နှလုံးပိုးရောဂါကူးစက်နိုင်တယ်နော်ဒါကြောင့်တီလေးတွေကိုချင်းမကိုက်အောင်ကောက်ွယ်ပေးတာအရေးကြီးတယ်နော်ရင်မမှာအာဝလေးတွေအတွက်လက်ရှိဘောင်းမရှိအင်ကြီးဒီဇိုင်းဆောင်တင်ထားပေးတယ်နော်သူ့ရဲ့အသားလေးကလည်းလေနူးညံ့နေရောပဲဒီဇိုင်းလေးတွေကလည်းလှမလှနော်ဒီလိုအယုတ်ကလေးတွေရှိတယ်အစင်းလေးတွေလည်းရှိတယ်နော်ဟိုဒီဘလိုချင်တဲ့မိမိတွေအတွက်လည်းလှမလှခေါင်းစုပ်ဝတီလေးတွေလည်းရှိတယ်နော်သူကလည်းဒီဇိုင်းဆောင်စိုက်ဆောင်ရှိတယ်နော်ညောင်လေးတွေအတွက်လည်းဒီလိုအသေးစိုက်ရှိတယ်နော်ဒါလေးဆိုလေရမ်းချစ်ဖို့ကောင်းတယ်ဖေးပြားလေးနဲ့သူ့ရဲ့အသားကလေရိုးရချီဖောင်းကြွအသားလေးနော်ဒီလိုမျိုးမျိုးစားစုံနဲ့ဒီအင်ကြီးလေးတွေလိုချင်နေဆိုရင်ရေမုံစင်းနိုင်ဆယ်လန်းကိုလာဝယ်လိုက်တော့နော်